မင်္ဂလာပါကျွန်တော်တော့ဆိုင်ကယ်နည်းပညာစိတ်ဝင်စားသူများ page မှာခန့်မှုဆွေဖြစ်ပါတယ်ဒီအကြောင်းအရာလေးကိုပေါ့နော်ကျွန်တော်လည်းပြောမယ်နဲ့မပြောပြထားတာလုံရင်းကိုမရောက်ဘူးပေါ့နော်ကျွန်တော်ပြောနေတဲ့ဟာတွေတော်တော်များများဟာလုံရင်းကိုမရောက်ဘူးဆိုပြီးတော့ပြောကြတာကျွန်တော်2ယောက်လောက်တွေ့ရတယ်ပေါ့နော်ဒီတောက်ချောက်မှာပေါ့အဓိကကျွန်တော်ပြောချင်တာကသွားနေတဲ့လမ်းကြောင်းရဟာမတူဘူးပေါ့နော်မတူဘူးဆိုတာကတချို့ကြဗျာအဓိက main point ကိုသွားတယ်ဒါဖြစ်ရင်ဒီမို့ဒီဘိန်းကဒီပစ်ချက်ရှိနေတယ်ဒီပစ်ချက်ရှိနေတော့ဒါကိုပြင်တယ်ပေါ့ဗျာဥပမာtime machine မကောင်းဘူး okay time machine နဲ့ပြလိုက်တယ်ဥပမာ CDI ကျွန်းနေဘိန်း CDI နဲ့ပြလိုက်တယ် wire short ဖြစ်နေဘိန်း wire short ဖြစ်တဲ့နေရာကိုပြပြီးတော့ wiring လိုက်ပြလိုက်တယ်ဒါမျိုးတွေရှိတယ်ပေါ့နော်အဓိကကျွန်တော်သွားနေတဲ့လမ်းကြောင်းကအဲ့လိုမျိုးပေါ့နော်ဒီမှာအဓိကကျွန်တော်ဒီခုနေတာလေးတွေကျင်းနေတဲ့ဒီ comment လေးကိုတွေ့လို့ဒါလေးကိုကျွန်တော်နည်းနည်းလေးပြောချင်တယ်ပေါ့နော်အမှန်တမ်းပြောရင်ဟုတ်တယ်ကျွန်တော်ပြောနေတဲ့ဘူဆိုတော်တော်များများကလုံရင်းကိုမရောက်ဘူးအဓိကသူတို့သိချင်တာပြစ်ချက်တစ်ခုဘာပေါ့အခက်အခဲတစ်ခုခုပြစ်ချက်တစ်ခုခုတွေ့ပြီဆိုလို့ရှိရင်ပေါ့နော်ဆိုင်ငယ်တစ်ခုအကြောင်းတွေဆိုတော့ဒါဘာကြောင့်ဘာဖြစ်ဘာလို့ပြန်ဒီလိုမျိုးသိချင်တာပါအဲ့ဒီအချိန်မှာသူတို့ကအဖြေကိုတန်းပြီးသိချင်တယ်ဗျာပြစ်ချက်တစ်ခုခုရှိပြီဆိုတော့ဒါဘာဖြစ်တာလဲဆိုတော့အဖြေကိုတန်းပြီးတော့သိချင်တာအဲ့ဒီမှာကျွန်တော်လည်းနည်းနည်းသွားနေတဲ့လမ်းကြောင်းမှာနည်းနည်းလေးလွဲနေတာမျိုးလေးရှိတယ်ပေါ့နော်အဓိကသူတို့ကအဲ့ဒီပြစ်ချက်ကအဖြေကိုသိချင်တာပါကျွန်တော်ကအဲ့ဒီပြစ်ချက်ကအဖြေထွက်အောင်ဘယ်လိုစဉ်းစားလဲဆိုတာကိုပြောချင်တာပေါ့နော်ဒီညမှာနည်းနည်းလေးလွဲတယ်ဥပမာကိုကစ်ဆိုပိုးလွယ်တယ်ဗျာ TikTok တွေရှိတယ် YouTube တွေရှိတယ်အများကြီးရှိတယ်ကျွန်တော်ဒီလေ့လာလို့ရတဲ့ platform တွေအများကြီးရှိတယ်ကိုကအဖြေဒီအဖြေသိပြီးပြီဆိုရင်တော့ဗျာဒီအဖြေကိုဘယ်လိုဒီပြစ်ချက်ကိုဘယ်လိုပြင်လဲဆိုတာဟာမျိုးကခက်ခဲရေးမှာပို့တာဗျာနောက်ဆုံးပုံပြောရရင်အင်ဂျင်တစ်လုံးလုံးခွဲပြနေတဲ့ဗီဒီယိုတွေတော့မှအများကြီးရှိတယ်။ Okay ဟုတ်ပြီ။ဒါကတစ်ပိုင်းပေါ့နော်။ကိုသိကျင်တာကိုရှားကြည့်လို့ရတယ်။အဲ့တော့ဒါတွေပြောပြနေလို့ရှိရင်ကျွန်တော်အများကြီးပြောလို့ပဲပြောလို့လည်းကောင်းမှာမဟုတ်ဘူးဒီဆိုင်ငယ်ဘာလို့ပြင်မှန်းလဲပေါ့နော်။အဲ့ဒီကြောင့်လိုက်ပြနေဖြစ်တဲ့ပြစ်ချက်တွေအများကြီးလာမှာ။တခုမဟုတ်တခုမျိုးစုံလာမှာအဲ့ဒီပြစ်ချက်ပေါင်း6000ကိုလိုက်ပြီးကြည့်နေရရင်ကြည့်တော့ကောင်းမှာလည်းမဟုတ်တော့ဒါကျွန်တော်အများကြီးပြောတယ်ပေါ့နော်။အဲ့တော့ဟုတ်ပြီ။ကျွန်တော်နေတဲ့ကပြစ်ချက်ကအဖြေကိုကျွန်တော်ဒီ online class တွေမှာတော့အတက်နိုင်ဆုံးတော့ပြောတာပေါ့နော်ဒါဘာပြစ်ချက်ရှင်ဘာရှိရဲဆိုပေမဲ့အဓိကကျွန်တော်သိသိချင်တာအဲ့ဒီပြစ်ချက်ကိုပြင်တတ်ဖို့ဆိုတာတဲ့အဲ့ဒီပြစ်ချက်တွေ့အောင်ဘယ်လိုစဉ်းစားလဲဘယ်လိုတွေးပြီးတော့အဲ့ဒီပြစ်ချက်ကိုရှားပါလဲပြီးအဲ့ဒီပြစ်ချက်မှာပေါ့နော်ဆိုင်ငယ်တစည်းပြစ်ချက်တစ်ခုနဲ့ရောက်လာကိုဘယ်လိုမြင်လဲပေါ့နော်အဲ့ဒါမျိုးတွေကိုကျွန်တော်အဓိကပြောချင်တာဖြစ်တယ်အဓိကဗျာနမူနာတစ်ခုပြောမှဆိုအင်ဂျင်ကြနေတဲ့ဆိုင်ငယ်တစည်းပေါ့နော်အမောအင်ဂျင်ကြတယ်ဆို stat ရှိတယ်စတက်ကြီးရှင်းနေပေါ့နော် slow ကောင်းကောင်းမရဘူးပေါ့ okay အဲ့ဒီပြချက်နဲ့ကိုရှိကိုရောက်လာပြီအဲ့မှာအမျိုးမျိုးကျွန်တော်အမြင်တွေရှိရတော့ပေါ့နော်စံကယ်ကစတက်ကြီးတအားရှင်းနေတယ်ကိနဲ့ဆိုရင်တအားကြီးနင်းမှာအပတ်ကြီးအများကြီးနင်းမှာဆက်နိုးတယ် okay ဟုတ်ပြီအဲ့လိုပြချက်နဲ့ရောက်လာသူကဟာဒါဘာဖြစ်တာလဲဆိုတာကိုတိုင်းပြီးတော့သိချင်တာဗျာ okay အမှနှစ်ချက်ရှိတယ်ဗျာအင်ဂျင်ကြရင်လည်းဖြစ်မယ်ဥပမာပေါ့နော် rain တွေပါတအားလစ်သွားလို့ရှိရင်လည်း compression ကြမယ်နောက်တစ်ခုကဘားတွေဂျိုးအားခူသွားတာတို့ guide bar တွေမကောင်းတော့လည်းဒါဖြစ်မယ်အဲ့တော့သူအဲ့လိုသိကြဒါမကောင်းဘူးဒါကြောင့်ဒီဥစ္စာဒီလိုဖြစ်တာအဲ့လိုမျိုးသိကျင်တာမျိုးပေါ့နော်နောက်တစ်ခုကတော့ထားမအောင်ဘိန်းတချို့ဘိန်းတွေဆိုရှင်ဘာတအားပြီးသွားတာမျိုးပေါ့နော်ဘာနှင်းသွားတာမျိုးကြောင့်လည်းဖြစ်တယ်အဲ့တော့ okay ဟုတ်ပြီအဲ့လိုဘိန်းတစ်စီရောက်လာပြီဆိုရင်ကျွန်တော်တို့ဘယ်လိုမြင်လဲဆိုလို့ရှိရင်အဲ့ဆိုင်ငယ်တစ်စီကိုဘယ်လိုမြင်လဲဆိုတာကိုအရင်ဆုံးအဲ့ဒီအမြင်ရှိသေးခြင်းလို့အဲ့လိုမျိုးပြောပြတာအဲ့ဒါအမြင်ပြီးရမှအဲ့ဒီပြချက်ကိုဘယ်လိုစဉ်းစားလဲဆိုတော့ဥပမာအဲ့လိုမျိုးဖြစ်နေဆိုင်ကစီကိုစီရောက်တယ်ကိုနံပါတ်1ကြည့်လိုက်တယ်ပေါ့နော်ကြည့်လိုက်တဲ့အခါမျိုးမှာဒါတချို့ဆိုရင်ဗျာကျွန်တော်မြန်မြန်တရုတ်ပြီးတွေမှာဆိုအသက်ရှူပိုက်တွေပါတယ်ပေါ့နော်ဆိုင်ကလေပိုထုတ်ပဲပေါ့နော်အေးအလိုက်တန်းကနေပိုက်တစ်ခုအောက်ကိုဇောက်ထုတ်ချတာရှိတယ်တချို့ကြလေဘူးတွေကိုထည့်ထားတာရှိတယ်အဲ့လိုနေရာမျိုးတွေကိုကျွန်တော်တစ်ချက်ရှိုးကြည့်လိုက်တယ်ရှိုးကြည့်လိုက်တဲ့အခါမှာဘာကြောင့်ကြည့်တာလဲဆိုရင်အင်ဂျင်ဝိုင်းအဆအနာရှိမရှိပေါ့နော်အင်ဂျင်ဝိုင်းနေပြတ်မှုတ်ထားတာကြည့်တယ်ပြီးတော့ဒီဘင်းရဲ့သူမြင်လက္ခဏာကဒါမိကိုလိုက်ထားတဲ့ဘိန်းလားပေါ့နော်မိကိုလိုက်ထားတာလားဆိုတာကိုတအားကြည့်တယ်အင်ဂျင်ရဲ့အနေထားတစ်ခုကိုကြည့်လိုက်တယ်ဗျာအဲ့ဒီအင်ဂျင်ကတော်တော်စိုးနေတဲ့သိတာတယ်ဗျာအင်ဂျင်ကြည့်လိုက်တဲ့ဒီအင်ဂျင်တအားခိုင်းပြီးလုံးဝကြားမှရောက်နေတဲ့အင်ဂျင်မျိုးလားပေါ့နော်အဲ့လိုမြင်လိုက်ပြီဆိုတော့ဒီဘိန်း stat ရှိတာဟာဒါအင်ဂျင်ကြောင့်လည်းဖြစ်နိုင်တယ် compression ကျတာဒီလိုမျိုးလဲအဲ့လိုတန်းမြင်အမြင်လေးကိုပြောတာပေါ့နော်ဒါတိုင်းအဲ့ဒီအချိန်မှာဗျဆုံးဖြတ်ချက်ကတော့
အမြဲတမ်းတော့မမှန်နိုင်ဘူးပေါ့နော်စတက်တာရှိတယ်ဆိုလို့လည်းကင်းနေရတာပြောတာဒီဘက်ကအင်ဂျင်ကြတာဖြစ်နိုင်တယ်ဆိုဒီလိုမျိုးကျွန်တော်အမြင်နဲ့ပြောလိုက်တာဒီလိုမျိုးလေးတွေကိုမြင်စိတ်ကြဒါကဘာကွာလဲဆိုတော့ဒီဆိုင်ကယ်တစ်စီးပုံမှာမြင်တဲ့အမြင်ပေါ့နော်အဲ့ဒီလိုမျိုးတွေမြင်တဲ့မြင်တတ်ဖို့ပေါ့နော်ဒီဆိုင်ကယ်ကဘလို့အချက်တွေပြနေတဲ့ဒီဆိုင်ကယ်အမှုအကျင့်ကဘာတွေဖြစ်လဲဒီလိုမျိုးလေးတွေးတတ်မြင်တတ်အောင်ပြောပြတာပါဥမာဒါအင်ဂျင်ဘာနေနေမှတ်သေးဘာချိန်ကြီးသွားရှာကြည့်လိုက်ဗျာ9မိနစ်မရှာဘူး YouTube မှာရှိတယ်အင်ဂျင်ကန်အောင်မလားဥမာပေါ့နော်ရှေ့ချမ်းလှမ်းနေပါညာဆိုအကုန်ရှိအဲ့တော့ဒီဘက်ကဘာဖြစ်နေဒီဘက်ကstat ရှိတယ်ဆိုတော့ဘာကြောင့်ရှိတာလဲဆိုတာကိုခေါင်းထဲမှာနံပါတ်1ပေါ့နော်ကြည့်လိုက်တော့ stat ရှိတဲ့ပြစ်ချက်တွေကကျွန်တော်ကလည်းအများကြီးရှိတယ် stat ရှိတာ B တိုင်းကြောင်လည်းရှိတယ် C တိုင်းကြောင်ဒါပေမဲ့အဲ့ဒီအထဲမှာ compression ကြရင်လည်း stat ရှိတယ်တင်းကြည့်တယ်ကင်းလက်ပေါ့နော်ဖြစ်တယ်တော့ဒီဘက် compression ကြတာဖြစ်နိုင်တယ် compression ကြတာဟိုမှာဘာရိုးဘာဒီ engine ကအရင်လဲအမြင်ပေါ့နော်ဆက်စီတဲ့အမြင်နဲ့ဟာဒီ engine ကြမယ်ရုံမဟုတ်သေးဘူးဆိုတော့ဒါဘာနဲ့လာဆိုဘာလောက် change ကြည့်ပဲခုနကကျွန်တော်က engine ကြီးကလည်းမှုန်နေတယ်မိကိုရလာနေတော့ဒီ engine ကဒါ compression ကြတာက piston range ကြောင့်ဖြစ်နိုင်တယ်ဒီဘက် engine ကြနေပြီဒီလိုမျိုးပြဒါဒီလိုမျိုးလေးတွေမြင်တတ်အောင်ကြော့ပြတာဖြစ်တဲ့အတွက်short point ပေါ့နော်အဓိက main point ကိုပဲဟာဒီဘက်ဒါကြောင့်ဆိုလို့ရှိရင်ဘာဖြစ်သွားမလဲဆိုစဉ်းစားတတ်တဲ့အတွေးတွေမရှိတော့ဘူးနော်ဒါကြောင့်ကျွန်တော် online class မှာလည်းဒီလိုမျိုးလေးကျွန်တော်ပြောရတာပြောချင်လို့ပြောတာတော့မဟုတ်ဘူးလိုရင်းကိုမရောက်တာမဟုတ်ဘူးဒီလိုမျိုးတွေးတတ်ဖို့ပြောပြတာအပင်ကမီကိုလိုက်နေ stretch ရှိတယ်engine ကြတာအဲ့လိုမျိုးပြောတာမျိုးတဲ့ stretch ရှိတာကိုခေါင်းထဲမှာဘာကြောင့်ရှိတာလဲဆိုတဲ့နံပါတ်1အတွေ့မှာဆက်ပြီးတော့ဘာဖြစ်နိုင်လဲဆိုတဲ့အမြင်ပေါ့နော်ဒါမျိုးလေးတွေကိုတွေးတတ်စေဒါဥပမာပြောတာတကယ်လက်တွေ့မှာလွဲထားလေးလားလို့တကယ်လုံးခန်းခွင်မှာတကယ်အဲ့ဒီလိုမျိုးတွေးပြီးတော့စဉ်းစားပြီးဖြည့်ရှင်းရတဲ့အပိုင်းတွေမှာအများကြီးရှိတယ်ဒါကတစ်ပိုင်းပေါ့နော်နောက်တစ်ခုကျွန်တော် comment လေးတွေတွေ့တယ်ပေါ့နော်ဒီလိုမျိုးတွေပြောနေတဲ့ဆိုတာလေကိုကမင်းဆရာကြီးလားဘာညာဆိုတာလေတခါတလေတော့တွေ့ရပါတယ်ခုနောက်ပိုင်းတော့မမြင်ရတော့ပါဘူးနော်ဟိုအရင်တော့စာတွေစရေးကစားတယ်ဒီလိုမျိုးတွေ့ရတယ်โอเคကျွန်တော်ဆိုလို့ရှိရင်ငယ်ငယ်လေးတွေကပေါ့နော်အမြဲပြော4နှစ်လောက်တည်းဒီနယ်ပယ်နဲ့ရောက်တယ်ဒါပေမဲ့ဒီကျွန်တော်တို့ကျောင်းတက်တဲ့ကာလမှာတော့အနေပါနားတယ်ပေါ့နော်ဒီဘွဲရပြီးတဲ့ခါမှဒါတွေကိုပြန်လုပ်တဲ့ခါမှာကျွန်တော်ကအပွင့်လေးဆုံးပြောရမယ်ဆိုရှင်sharing လုပ်တာကိုယ်တိုင်ဒီ workshop လောကထဲမှာနေတယ်အခက်အခဲတွေမျိုးစုံကြုံရတယ်ဒီအခက်အခဲတွေတွေ့တဲ့အချိန်မှာငါတော့ဒါကိုဒီလိုကြော်ပြတ်ခဲ့တယ်ဒါကိုပြောတာပေါ့နော်ဒီအခက်အခဲတွေကဒီလိုကြော်ပြတ်တယ်အဲ့ဒီလိုမျိုးကြော်ပြတ်တဲ့ကံမှာအဲ့ဒီပြစ်ချက်ကိုတွေ့ရင်ငါဘလို့စဉ်းစားသွားပြီးတော့ဒါတွေကိုငါကြော်ပြတ်တယ်ဘလို့သုံးသက်တယ်ပေါ့နော်ဘလို့ဆုံးဖြတ်ချက်တွေချတယ်ဘလို့စဉ်းစားတယ်အဲ့ဒီပြစ်ချက်အပေါ်မှာဘလို့မြင်တယ်ပေါ့နော်ဘလို့စမြင်တယ်ပေါ့နော်ဒါမျိုးလေးတွေပါခုနကကြော်ပြတ်ရလို့ပေါ့နော် stretch ရဆိုကိုဘလို့မြင်တယ်အဲ့လိုအမြင်လေးတွေနဲ့ဒါတွေကိုစဉ်းစားပြီးဘလို့ကြော်ပြတ်ခဲ့တယ်ဆိုတာမျိုးကိုပြောပြတာငါစဉ်းစားလို့မျိုးလိုက်စဉ်းစားရမယ်ငါတွေးလို့လိုက်တွေးရမယ်ဆိုတာမျိုးမဟုတ်ဘူးခုနကလည်းကျွန်တော်ပြောနေတာအဲ့ဒီဘင်းဟာဒီပြစ်ချက်ကဒါဖြစ်တာမျိုးဒီဟာလုံးလိုက်ဆိုတာမျိုးကသူတို့ကစဉ်းစားတွေးခေါ်နိုင်ဆိုတော့ပိတ်လိုက်တာမျိုးပေါ့နော်ကြာတော့သူတို့ကကိုယ်တိုင်မစဉ်းစားကြတော့ဘူးဒီလိုမျိုးတွေကြုံရတယ်ကိုယ်တိုင်တောင်းမတွေးကျင်တော့ဘောနော်အဲ့တော့ဘာဖြစ်လာလဲဆိုအဲ့ဒီလိုမျိုးမတွေးကျင်တဲ့အခါမျိုးမှာကိုလောင်းရိပ်အောင်ရောက်လာတယ်ဗျာကိုလောင်းရိပ်အောင်ရောက်လာတယ်ဆိုတာဘယ်လိုမျိုးလဲဆိုတော့လူတွေရဲ့အတွေးခေါ်ဆိုတာလူတွေရဲ့ဒီခေါင်မိုးပဲပေါ့နော်အဲ့ဒီအတွေးခေါ်တွေကိုမပြောင်းတည်ပြီးအတွေးခေါ်တဲ့အမြင်မပြောင်းပြီးအဲ့ဒီဘောင်တွေကသူတို့စဉ်းစားတွေးခေါ်တဲ့ဘောင်တွေကကြောပြီးတော့မတွေးတတ်ဘူးအဲ့တော့ကျွန်တော်အမှုအောင်ရောက်လာတယ်ဆိုတော့ကျွန်တော်မြင်တဲ့အမြင်အောက်မှာသူတို့လိုက်နေတယ်၍ကျွန်တော်မြင်လို့ပဲမြင်မှာပဲကျွန်တော်အဲ့ဒီတော့အဓိကပြောချင်တာကျွန်တော်တို့တော်နိုင်တဲ့လူတွေအများကြီးရှိတယ်ကျွန်တော်တို့ပို့ပြီးတွေးနိုင်လုံနိုင်တဲ့လူတွေအများကြီးရှိတယ်အဲ့ဒီလိုလူမျိုးတွေကိုလည်းကျွန်တော်တို့အမှုအောက်မှာရှိမနေစေချင်ဘူးဒါကြောင့်ဒါသူတို့လည်းအဲ့ဒီကိုတွေးတတ်အောင်နည်းနည်းလေးပြောပြတာပေါ့နော်ဒီလိုမျိုးလေးတွေတွေးတတ်သွားပြီဆိုလို့ရှိရင်ဒါအများကြီးသူတို့လည်းဆက်ပြီးတော့တွေးလို့ရတယ်သူတို့အမြင်တွေအများကြီးပြောင်းလဲသွားမယ်ပေါ့နော်အဲ့ဒီအတွေးအမြင်တွေကနေပြီးတော့တဆင့်ဒီနောက်တဆင့်ပြီးတဆင့်ကိုအများကြီးဆက်ပြီးတော့တက်သွားလို့ရတယ်ဒါကြောင့်ဒီလိုမျိုးအပိုင်းတွေကိုပို့ပြီးတော့ရှင်းရတဲ့လောက်ရတာဖြစ်ပါတယ်โอเคပါဒါကြောင့်ဒီ online club တက်ချင်တဲ့ညီကိုတွေဆိုရင်လည်းနိုင်ငံနေပညာစိတ်ဝင်စားသူများဆိုတဲ့ page messenger မှာဆက်သွယ်တက်ရောက်လို့ရပါတယ်။ခုညတပိုင်းမဟုတ်ဘူးဒါလေးကိုတွေ့လို့ပြောချင်တာတော့အများကြီးပဲပေါ့နော်။အဓိကနောက်ပြီးတော့မှပဲဆက်ပြီးတော့ပြောမယ်ဒါလိုရင်းလေးတစ်ချက်အရင်ဆုံးပြောပြတာပါ။
နောက်ပူဇော်မှာတော့ကျွန်တော်လိုတာလေးဆက်ပြီးတော့ပြောပါအောင်ပေါ့နော်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့